ပရိသတ်တွေကိုမျက်ရည်ကျစေခဲ့တဲ့ဒိုးမောင်ဇက်ကားရဲ့ရင်နာစရာဇဝင်ခံလက်တလုံးလူမှုကွန်ရက်ပေါ်မှာဒိုးမောင်ဇက်ကားရဲ့ဇဝင်ခံတစ်ခုကပရိသတ်တွေကြားမှာအထူးရေပန်းစားနေပါတယ်။လက်တွေ့ကျကျရိုက်ကူးထားတဲ့ဒီဇဝင်ခံကဘာကြောင့်လူထောင်ပေါင်းများစွာရဲ့အာရုံကိုဖန်ဆနိုင်ခဲ့ရလဲ။မကြသေးခင်ရက်ပိုင်းအတွင်းဒိုးမောင်ဇက်ကားရဲ့ရင်နာစရာဇဝင်ခံတစ်ခုက Facebook နဲ့ TikTok ပေါ်မှာပြန်လည်ပြန့်နှံ့လာခဲ့တာပါ။ဒီဇဝင်ခံမှာဆုံးရှုံးမှုတစ်ခုရဲ့နာကျင်မှုနဲ့အတူမပြည့်စုံခဲ့တဲ့အခြေတစ်ခုရဲ့ခန်းစားချက်ကိုပုံဖော်ထားတာဖြစ်ပါတယ်။အထူးသဖြင့်ဇက်ကောင်တွေရဲ့တရုပ်ဆောင်မှုနဲ့စကားလုံးတိုင်းကပရိသတ်တွေရဲ့ခန်းစားချက်နဲ့တိုက်ဆိုင်နေခဲ့တယ်လို့ဆိုကြတယ်ရှင်။ဒါကြောင့်လည်းဒီဇဝင်ခံကိုကြည့်ပြီးတဲ့နောက်ကိုတွေ့ကြုံခဲ့မှုတဲ့အတိတ်အကြောင်းတွေကိုပြန်သတိရမိကြောင်းပရိသတ်အများပြားကမှတ်ချက်ပေးထားကြတာပါ။တချို့ကတော့ဒီဇဝင်ခံကဇက်ကားတွေကအပိုင်းတစ်ပိုင်းထက်ကိုဘဝအကြောင်းကိုပြန်မြင်လိုက်ရတယ်လို့ပဲလို့ရေးသားထားကြပါတယ်။လက်ရှိမှာတော့ဒိုးမောင်ဇက်ကားတွေကဒီရင်နာစရာဇဝင်ခံကလူမှုကွန်ရက်ပေါ်မှာဆက်လက်ပြန့်နှံ့နေစေဖြစ်တယ်လို့ပရိသတ်အများပြားရဲ့စိတ်ဝင်စားမှုကိုလည်းခံနေရစေပဲဖြစ်ပါတယ်ရှင်။ပရိသတ်တို့ရဲ့ဘဝမှာရောဒိုးမောင်ဇလန်းနဲ့တိုက်ဆိုင်ခဲ့တဲ့ခိုက်တက်နေရှိခဲ့ဘူးလားရှင်။ဂျင်းပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။